လောက်လျံဘာလို့လဲဟုမေးခွန်းထုတ်ပြီးအမျိုးသမီးဝမ်းနည်းစွာအော်ပြောလိုက်ပါသည်ဒီအဖြစ်ပြက်မတိုင်မီ3မိနစ်အလိုတို့ပြန်ကြည့်မိဆိုလျင်ရှာဖွေရေးအဖွဲ့ဝင်များဖြစ်ကြသည့်လျံဝေဖုံးကြောင်းနှင့်ဟူပေါ်တို့သည်နှင်းပြင်ကြီးကိုဖျက်တမ်း၍သူတို့ရောက်ရှိလာသည့်နေရာမှာမီးအောင်စုံများဖြင့်လင်းထိန်နေသောကျင်းကန်ဝမ်ရေပူစမ်းဟိုတယ်ကြီးဖြစ်နေခဲ့သည်ဝမ်အားပို့လိုက်သည့်အကူအညီတောင်းခံစာ၏ဒီနေရာမှာဒါဟာသူတို့ရှာနေသည့်နေရာဖြစ်ကြောင်းထိုစဉ်ဟူပေါ်ကအဆောက်အုံတွင်မှထွက်လာသည့်အစားတောက်နှက်များကိုရရှိသွားပြီးအဖွဲ့ခေါင်းဆောင်နှင့်တွားရောက်ပူးပေါင်းရန်ပြင်လိုက်စင်မာပင်သူတို့ထံသို့လက်နက်ကင်အဖွဲ့တစ်ဖွဲ့နှင့်အတူကျန်းချောင်ရောက်ရှိလာခဲ့သည်ကျန်းချောင်၏လက်ထဲတွင်တောက်ပနေသည့်မီခရစ်စတယ်ကိုမြင်လိုက်ရသည့်အခါလျံဝေမှအံ့အားသင့်သွားပြီးကျန်းချောင်အားသူတို့နှင့်ဘာကြောင့်ရှိနေသည်ထိုမီခရစ်စတယ်မှာသူ၏လက်ထဲသို့မြည်သို့ရောက်ရှိနေသည့်ဝမ်အားကရောဘာကြောင့်အကူအညီတောင်းခံစာပို့ခဲ့ရသည်ဆိုသည်ကိုမေးခွန်းများဆက်တိုက်မေးခဲ့သည်ကျန်းချောင်ကမူရေမောလိုက်ပြီးပတ်ဝန်းကျင်ကိုတေချာကြည့်ရန်နှင့်လေတူ၏အနံ့ကိုရှုကြည့်ရန်ပြောဆိုခဲ့သည်လျံဝေကအဖွဲ့ခေါင်းဆောင်မြည်သည့်နေရာတွင်ရှိသည်နည်းဟုထပ်မံမေးမြန်းသည့်အခါကျန်းချောင်ကဝမ်အားအထဲမှအချက်ပြစာပို့နိုင်သည်ကိုကအဖြစ်ဖြစ်ကြောင်းတုံ့ပြန်ခဲ့သည်ထို့နောက်ကျန်းချောင်ကမီခရစ်စတယ်ကိုပြရင်းလျံဝေကိုစီးယုံတော့သည်သူတို့ရှေ့တွင်ရှိနေသည့်ဒီနေရာမှာအရေးကြီးဆုံးဖြစ်ပြီးလူများနေထိုင်နိုင်သည့်နေရာစစ်စစ်ဖြစ်ကြောင်းအထဲတွင်ပူနွေးသောရေပူများနှင့်အငွေ့တထင်းထင်းရှိသည့်အသားကင်များရှိနေကြောင်းလျံဝေနေဖြင့်ဝမ်အားကိုအပြင်ထွက်လာရန်ခေါ်ပေးလိုက်ပါကဒီနယ်မြေကိုနှစ်ယောက်တစ်ဝက်ခွဲယူကြမည်ဖြစ်ကြောင်းဆွဲဆောင်ခဲ့သည်အဖွဲ့ဝင်များစိတ်ရှုပ်ထွေးစွာတွန်းဆုတ်နေချိန်တွင်ကျန်းချောင်ကလျံဝေ၏နားအနီးသို့ကပ်၍စခန်းသို့ပြန်ပါကတစ်သက်လုံးဂျုံမုတ်နတ်တာစားရသည့်အိမ်ဆောင်ခွေဖြစ်မည်ဖြစ်တော်လဲဒီနေရာတွင်မူကဘာပြက်ကက်၏ဘရင်ဖြစ်လာမည်ဟုလှုံ့ဆော်ခဲ့ပြီးတကားဖွင့်ပေးလိုက်သည်နှင့်နယ်မြေတစ်ခုလုံးသူတို့ပိုင်ဆိုင်ရမည်ဟုပြောဆိုခဲ့သည်ကျန်းချောင်၏စီးယုံမှုအောက်တွင်လျံဝေ၏စိတ်ဓာတ်များစတင်ရိမ့်ရိုင်သွားခဲ့သည်လျံဝေကလူဆိုသည်မှာအသက်ရှင်ရန်ပထမဦးစားပေးစဉ်းစားရမည်ဖြစ်ပြီးအသက်ရှင်မှသာစီကံများကိုစဉ်းစားရမည်ဟုရေရွရင်းဝမ်အားကိုအပြစ်မတင်ရန်စိတ်ထဲမှအစီအစဉ်ပြောင်းလဲလိုက်သည်ထို့နောက်လက်နက်ကင်အဖွဲ့နှင့်အတူအဆောက်အုံတကားရှိသို့တက်သွားကအထဲတွင်ရှိနေသည့်ဝမ်အားကြားနိုင်စေရန်သူတို့အချက်ပြစာရရှိ၍ကဲတင်ရန်ရောက်ရှိလာခြင်းဖြစ်ကြောင်းမြန်မြန်တကားဖွင့်ပေးပါရန်အော်ဟစ်လိုက်တော်သည်အဖွဲ့ခေါင်းဆောင်မျိုးသားကကလိန်ကကြစ်အပြုံးနဲ့လှမ်းလာပြီးမိန်းကလေးရဲ့ပါးကိုလှမ်းရိုက်လိုက်ပြီးကဲအံ့ဩသွားပြီမဟုတ်လားနင်တာတာရရှိနေတဲ့ဒီယဒနာတိုက်လိုနေရကြီးကခုတော့ငါတို့ညီကိုတွေပိုင်ဖြစ်သွားပြီဆိုပြီးအနိုင်ပိုင်းစကားဆိုလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအဆောက်အုံထဲကနေစစ်လိတ်ကိုမိညှိပြီးဘောင်းမီတိုညက်ဖက်နဲ့စစ်လိတ်တောက်ရင်ထွက်လာတဲ့ခမိုင်းမိုက်အမျိုးသားတစ်ယောက်ကထိုသူကိုလှမ်းတွန်းလိုက်ပြီးဒီနေရာကမင်းပိုင်ဖြစ်သွားရအောင်ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲလို့မေးလိုက်ပြီးစစ်လိတ်ကိုထိုလူရဲ့ခြေထောက်ရှိကိုပြစ်ပေါက်လိုက်ပါတယ်ထိုအခါတားရည်ကြကင်းတဲ့လူကဒေါသထွက်သွားပြီးဘာမှမဟုတ်ပဲကြောက်အောင်လာလို့မနေနဲ့သူရောကြံတဲ့လူတွေပါအကုန်တက်ပြစ်ကြဆန်းဆိုပြီးအနောက်ကလက်နက်ကင်တပ်ဖွဲ့ကိုအမိန့်ပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲလောင်ရန်ဆိုတဲ့တပ်ဖွဲ့ဝင်တစ်ယောက်ကမောင်းပြန်တနက်နဲ့ချိန်လိုက်ချိန်မှာမိန်းကလေးကပြေးလာပြီးတနက်ကိုတားဆီးကလောင်ရန်နင်တို့ဘာလုပ်နေကြတာလဲဒီအကိုကြီးကငါအသက်ကိုကယ်ခဲ့တာလို့ပြောလိုက်ပါတယ်ဒါကိုတားရည်ကြကင်းတဲ့လူကလောင်ပြုံးပြုံးကတွေ့တယ်မဟုတ်လားစူဝမ်အားဆိုတဲ့ကောင်မကကို့အတွက်ပဲကိုကြည့်တဲ့ကောင်မလို့ဆွဆွဲလိုက်ပါတယ်လောင်ရန်ရဲ့ဘေးနားမှာရှိတဲ့မိန်းကလေးကလည်းကောင်းဆောင်ဒီလိုခေတ်ဆိုးကြီးမှာဒီနေရာကအသက်ထက်တောင်အဖိုးတန်သေးတယ်လို့ပြောလိုက်တဲ့အခါစူဝမ်အားကမျက်ရည်တွေစီးကျလာရင်လောင်ရန်နင်တို့တကယ်ပဲတပြားတိုက်ဖို့လာခဲ့ကြတာပေါ့နော်လို့စိတ်ပြက်လက်ပြက်မေးလိုက်ပါတယ်ဒါပေမဲ့လောင်ရန်ကငါသုံးအထိရေမယ်မဖယ်ပေးရင်နင့်ကိုပါပြစ်တတ်မယ်3ဆိုပြီးတနက်နဲ့ဆက်ချိန်လိုက်ချိန်မှာပဲတားရည်ကြကင်းတဲ့လူကပြစ်ကြဆန်းယောက်ျားမှန်သမျှအကုန်တက်ပြစ်လို့အော်ဟစ်လိုက်ပါတယ်တပ်ဖွဲ့ဝင်တွေကမောင်းပြန်တနက်တွေနဲ့စတင်ပစ်ခတ်လိုက်ကြပြီးကြီးစံတွေဟာအမျိုးသားစီကိုဥတီပြန်တန်းသွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီမိုက်ကန်အမျိုးသားကတော့ကြီးစံတွေသူ့ထံတိုးဝင်လာတာကိုတည်ငြိမ်လာတဲ့အပြုံးတစ်ချက်နဲ့မိကိုငွေတွေကြားမှာတက်တောင့်တက်တာခက်ပြုံးပြုံးလေးစောင့်ကြိုကြည့်ရှုနေပါတော့တယ်